တာလေးတို့နှစ်ယောက်ရဲ့ပထမဦးဆုံးကျောင်းစားတက်တဲ့ရဲ့ကမုံပွင့်မှာဟော့ပေါ့လာစားပါတယ်ဒီဟော့ပေါ့ကတော့အမြဲတမ်းလိုလာစားဖြစ်ပါတယ်အကြာကြီးလဲစောင့်စရာမလိုရောက်တာနဲ့တန်းထိုင်ယူပဲပြကြည့်ဒါတန်းကလေးတန်းကဒါသားလေးဂျေဆန်တာကြီးဒေးဆန်ဒါသူတို့ရွေးချယ်ထားတာဒါရှယ်အမေသားတဲ့ဒါကြသူတို့အမြဲတမ်းလာရွေးဒီကြီးကဒါကြတော့ကျက်စင်တဲ့ဒါကြတော့ကျမဲဒီဟာတွေကတော့သူတို့လာရတာအဓိကသူတို့စားတာဘာဆော့စ်ပါဆလာ โอเคလေးရပါစကဆလာဒါကြတော့အချင်းဥပဒါကိုကြိုက်တော့ဆက်လာတဲ့အချင်းဒီကနေ့ကိုခံစားတော်အောက်ပြောကြကောအသားကိုယူအောက်မှာအသားတယ်အေးအဲ့ဒါတွေပကံနဲ့ထက်မကြမ်းသားကြည့်ဒါတွေတက်ပြီးမလားတက်ပြီးဆိုရင်ပကံနဲ့ကိုထက်တာပူတယ်ချက်ချင်းစားလို့မရတာငယ်ဒီမှာကျန်တာငယ်ဒီကိုလိုကလို့လေစား ဒါခတ်ထားလိုက်အောင်နည်းနူးပြေသွားပြီပကံခံရတော့လက်တော့မှကြောက်သွားမယ်ရှယ်ဘာဒီဘာတော့ပကံလက်ကဘာလက်ကဘာလုပ်ထားလဲဟေးကြိုက်ဒီတော့ကြောက်တယ်ဘာငယ်လဲမီးလျှော့လိုက်တော့ရဲဆူမင်းကထားဟာလားဦးရချတာဝိနဖဲလာအမေဒါဆိုပြဲကုန်ပြီဒါကျက်စင်အချင်းလေးနဲ့တို့ကောင်းအမေနဲ့သားစားတယ်အဖေကတော့အခုချိန်ထိမစားသေးဘူး
သားလေးကတော့အေးနောက်တစ်ခါသွားထားယူပြန်ဟဲ့လား ဟုတ်တယ်လက်ကြီးနဲ့မကန်နဲ့ကွာဇွန်းနဲ့ခိုင်တယ်ကားလက်ကတမ်း တန်းငယ်အဘဲကအဘဲquiစကားစတင်နေပါတယ်ခဗျာကြည့်အဘဲကအဘဲစီတိုလဲဟမ်အဘဲပါတိုလဲအဘဲစီတိုလဲဟမ်ရဖြစ်လေအဘဲစီတိုလဲဖာစီတိုလဲအဘဲဖာတိုဘယ်လိုပြောရမှာလဲအကြီးအဘဲစီတိုလဲတသားအကြိုက်အော်တိုဘတ်အဘဲကဘုရားရဖြစ်လေအဘဲอ่ะ ဒီမှာသားဒီမှာယူလိုက် ဘာလဲထုတ်နေတာပဲအော် ထုံးနေတာ ထုတ်တော့ဒီမှာမရှိလားစင်ထက်ပြရမှာအချင်းအဲ့ဒီအချင်းလုံးလားဟမ်အဲ့ဒါအချင်းခွက်ပဲလေ အဲ့ဒါဘဲသားနော် ဘဲလား အဲ့ဒါဘဲ ဟောဘဲရတယ်ဝတ်သားလို့ပြောပါလို့ ဟုတ်တယ်ဒါမဲ့ဝတ်သားမဟုတ်ဘဲသား တော့ အဲ့ဒါကြတော့အမဲရှင် ဟော အဲ့ဒါတော့ကြက်ဒါကြက်သား ချက်ကတော့ကားလို့လဲဟိုဟာဒီမှာအသားတွေရှိသေးတယ်နော်ဒါအမဲရှင်အမဲသားရှင်တဲ့ ကျူဘူးလား ကောင်းတယ်ဒီအချင်းကကောင်းတယ်အဲ့ဒါဘာထက်ထားလဲနှမ်းရယ်မြေပဲပါလား ဒီပဲဖြစ်တာ ပြီးတော့ မျိုးစီသူ့ရဲ့မျိုးစီဆော့တယ် ပြီးတော့ ပြီးတော့ဟိုပါပဲလေတက်တုံဖြူလေ အရင်ကြိုက်တယ် တက်တုံဖြူရယ် အဲ့လိုစိုက်အဲ့ဆက်ထားတဲ့အချင်းကောင်း တက်တုံဖြူရယ်မျိုးသီးစိမ်းနဲ့တက်ထက် ကောင်း တော့เนี่ยဘိုင်းလေးဖြစ် ဒါဘဲသားဒါဘဲသားကိုစစ်ကြိုက်ဆက်ထားတဲ့အချင်းလေးနဲ့စားမယ်ရှယ် ဟုတ်ပါဘုံလုံးနဲ့ဒါရီကိုစားလိုက်ပြီးတော့ဆော့နေ ဒါကောင်း လို့တော့ အမဲသားထည့်လိုက်တော့ရောက် တက်တာတဲ့တက်တာ ဒါဘဲသားထက်ဘဲသားချက်ဒါပြားလားဒါပြားဝတ်သားပြားဟိုကောင်လေးကမထည့်ရသေးဘူးအကုန်ထည့်လိုက်တော့ဟမ် ဒီတော့ဒီ ဟုတ်တယ်အရေးလည်းကောင်းတယ်တက်သားရအားလို့ထည့်လိုက်တော့ရောက်ဒါဒီအသားပြားသားယူမလားဒီဟမ်ဝတ်သားပြားယူမယ်နော်ထည့်လိုက်ပြီနော်ဒါဟိုစားခါချပြအောင်ဆွဲချပြပါရောက်မစားတော့ဘူးလားဒီဘဲသားတော့အကြိုက်ဆုံးပဲဒီအချင်းနဲ့ဆိုလိုက်
我就可以去看一下。什么事？ 要不要？要别的。ဒါတော့ချက်သား 要来烤身上，你们烤身毛菜，来几十米。 စားထားရလဲဟိုဘိုက်ရထိသွားပြီဆိုတော့နည်းနည်းလေးသိလားနည်းနည်းလေးအနေထားကပြောင်းလာခြင်းနေရပိုက်တေးသွားပြီလေငါသားငယ်ကတော့ချိန်တော့ပဲဆွဲတယ်အဲ့ပလုံတော့ That's a real crab meat. 那烧酒你把烧， No, this don't. Wait. 那他妈要大概，大概要， ကဲတော့လည်းပဲရလိုက်ဆက်စားလိုက်အောင် 买这没烧， အမတ်တရားလေးပေါ့နော် 啊，